လားဒီနေ့သားလည်းထမင်းစားပါလားမသိဒီကလည်းတိုက်တယ်ကောင်းရတာဝါအဲ့ဒါတော့ဘဲဥကလာဟင်းငါကြုံနဲ့ဒီကတော့ငရုတ်တီးမပါမဖြစ်ငပိရေဘာလဲမှာပါလေကတော့ငပိရေခွာဒီမြင်းခွာရဒီငရုတ်တီးဘာလို့ဒီလိုအယောင်လာနေရလဲဆိုတော့ special VIP ငရုတ်တီးမုံနဲ့ဖြော်လို့ပဲဖြစ်ပါတယ်အလောမုတ်ဒါကတော့အလော်မုတ်ဒါတော့ဟင်းချက်မုတ်ကိုယ်တော်လောက်ထားတာနော်ခွေးကြမုတ်ကဆွဲမယ်ဟောဒါတို့ရှိမှလာမာတဲ့လူတွေလည်းစကြလက်ဆွာမာလို့ရပါတယ်မာဝတ်တော့အောက်မှာဗိုင်ဘာဖုန်းနံပါတ်ချပေးတာနော်ဒါအမောက်ကျူဝန်းမဟုတ်နော်ဆွဲနေဒီကတော့အကျဉ်းနဲ့စာတစ်ပါးတော့မပေးလိုက်တော့လေကျူရွှေမတက်တော့ဘူးတဲ့မိုးအကျဉ်းနဲ့မိုးကြတာနော်အကျဉ်းညမငါပြေးပါဘာလောအမြင်နဲ့ဆွဲကျင်နေမင်းအဲ့ရမယ်တော်တယ်တပည့်နေကြည့်ဦးချဦးကြမိုးရွယ်လေ爸အရေးလေးစားမှာဆိုဘယ်ဦးငရုတ်ကြီးတဲ့ဒီ那是定业对နော်စားရမယ်ပုံစံမယ်နော်မြုပ်တီလာပေးရဲ့အမရတားတို့ချစ်လို့လာပေးရတဲ့ဟုတ်ပါရဲ့ဒီတော့တင်ပါတယ်မုံရလို့ဆိုဝမ်းစားရမှာနော်ဟင်ရစားညာအားကြော်လေးထည့်ငါကြော်နဲ့အဲ့ရဝါတောင်းပါကြီးတာလေးကတမျိုးလေးနော်မရွာပါဘူးဟဲ့လေးတိုက်တာပါမိုးရမောင်မဲရအချင်းရမိုးသားပြီးမှာတော်တယ်ငါပြင်းနေရောဖေဖေကမဟုတ်ရတယ်အစပုတ်ကနီးရိုက်မှာအမကြမ်းပါဒီနေ့ကျရှင်မသွားကြဘူးပေါ့နှစ်ယောက်တော့အောင်ပြေကျမပိုက်ပြပါနော်မိုးရမိုးရလာရတာမိုးရမိုးချုံမနော်ပါငါလေးလဲချုံပါရော်ရဒီငါရောက်နေတယ်ကြောက်လာမှာအဲ့ဒါမှငါရော်ဟုတ်တယ်မြုပ်ဒီကဟိုကစိတ်ချလက်ချအားပေးလို့ရပါတယ်လို့မြုပ်ဒီကညီမတို့အိမ်မှာစားသလိုမျိုးပဲအိမ်မှာစားသလိုမျိုးပဲရောင်းတာပါတော်တယ်ခြံထဲမှာလေရစောက်ရတဲ့ရနော်အပင်နေများတော့ဘူးပြောတိုးလာလေဝါပင်လောက်ပါရတဲ့နေရာပြင်မှမရှိဘူးဒါလည်းလူတွေမှာဒါအကြိုက်ဆုံးတော့ဥအောင်ချင်းကိုအတန်းဥအောင်ချင်းဆိုတာမင်းနေဝါဟုတ်အောင်ကြိုင်းလားငါကြိုက်တယ်မင်းရနော်ပြည့်ပြီးတော့ရမှာနော်ဟဲ့တရက်ဒီတုပ်ဆိုလို့ငယ်လေးတို့တရက်ဒီတုံးမစားရတာဟုတ်ကြပြီနော်နည်းနည်းလောက်တောက်စားပြမယ်နော်ဘိုးရဲ့ဒီဘွယ်ပြီးကျောင်းပိုင်းဘန်းကြတယ်ကျောင်းပိုင်းကြတယ်လည်းမအမေလေးပါလေတို့ကတောင်းတယ်တောင်းတယ်အဆိုင်ရောရှိသေးလားစိတ်ရှိရောက်တယ်တော့တာရလိုက်ရတယ်ဒါနောက်ရက်ကျရှင်တော့တက်လို့ရှိရင်မေးခဲ့လိုက်နော်အဆိုင်ရှိသေးလားလို့မိုးလေဝေဒကြော်ညာနေပြီမိုးထိုးနေသွားမေးလားဟုတ်လေငါဟိုကရဘူးလေငါကိုလည်းငါညကြီးနောက်ရက်ကျရှင်သွားမှမေးခိုင်းလိုက်လေညီကသူ့ဆရာမကျတော့ပြောက်တယ်我这咱们家叫一个人呢。ငါကိုဘအယိုးတက်လာမဟုတ်တော့ဘာပါလဲဒီကကျောင်းမှာချက်ထိုးတာဟိုကျောင်းကတတ်တယ်ကြောသူကချက်ထိုးတာအရင်ကြောဟိုရင်းမောင်နဲ့ထိုးတာကောတတ်တယ်နိုင်လဲနိုင်သွားပျော်ပြီးထားကုန်ရတာမကြည့်ထောက်တော့
ပြောလို့ရဒီထားခွဲ ကြားပြီးလာမှာကွာကြောက်ကြောက် အမေနေတော့မလားငါတဲ့အာကြာအကြောင်းတော့ကောင်းမှာကော ငါရတော့ဒီပဲ တော့ကညောင်မောက်တားစားလို့ဘိုးပဲရောင်းတာတပါလေးပဲလေ ကလေးလေးတွေကိုချစ်လို့အားပေးရဆိုရင်မမတွေကိုလည်းကျေးဇူးတင်ပါတယ်ရှင် တောင်းညပဲပြေးကြမှာ ။ကွာငရုတ်တွေကအရင်တော့ဘူးလေးနဲ့လှုပ်ပြရဒါပေမဲ့ဘူးကဈေးကြီးတော့ကွယ်တဲ့ဟိုငရုတ်ဒီဈေးတဲ့ဘူးဈေးကပုံများနေရောလေဝယ်စားရတဲ့သူတွေလည်းအဆင်ပြေအောင်လို့ဆိုပြီးတော့အခုကအိတ်ကလေးနဲ့ပဲပြန်လုပ်ပြီးလိုက်တာ။ဆောနာပြရဲ့အိတ်ကလေးဆိုတားလေးပြလိုက်အိတ် ဒါအလုံး အဲ့ဆိုရင် ဟုတ်တာဟွာညမောက် အဲ့ဆိုရင်ဟိုကတစ်ထုပ်ကို6000 ခွဲကြမို့ 6000ကွယ်အထဲမှာ20ဓာတ်ပါတယ်ဘူးနဲ့ဆိုလို့ရှိရင်9000ဖြစ်နေဘူးနဲ့ဆိုလို့ရှိရင်20ဓာတ်ဆိုရင်9000ဖြစ်နေပြီလေအားကြောင့်အိတ်ကလေးနဲ့ကြောက်ပို့ပြီးတော့တက်တာအောင်လူတလောက်ရပါရဲ့ရှင်ရုပ်ကြီးက မာဒီလေးထားမှာလားဟုတ် ပြန်လာပြန်ပဲ နတ်မြင်ရတာ ညခင်းတော့ခုလေးတာလေးမဝ ဟော သေး ရအောင်တော့ တော်ပြီပေါ့ ငါ့ကိုသူ့ဘူးရောပါ အော်ရမမြင်ပါဘူးတော်ပြီအဒမလေးကြောင့်များလို့ ငါ့ကိုဟုတ်တယ်စက်စက် မဟုတ်ဘူးများများစားဖို့လိုတယ်ညကြီးရသိလား ဒီတောင်းကိုမောင်မဖြိုနိုင်တော့ပါအဲ့ဒါမို့စက်ကူလေးတောင်းလိုက်တာ မင်းကြောင့်မဖြစ်နိုင်ငါဆိုပြီးရောမဟုတ်ရတော့လာမှာ မင်းခွာရစားတော့အဲ့မျက်လုံးအားကောင်းတယ် အဲ့ပြော အဲ့လိုအပင်နေမှာလို့တရိတ်ဆန်နာမည်တွေးတာလား ပမာလဲလိမ့်စင်တယ်မလား အဲ့တော့မြင်းခွာရွက် ဒီကွာ ဟိုညာကရောငါပက်ပြီးလို့ ဘာမကောအလုံးမညတော့ပါပဲတက်တာ ဒါ နောက်ပြီးတော့ပြန်လာဆုံးလို့ရပါမယ်